ကျမတို့ခရီးသွားတာကြိုက်တဲ့လူတွေတို့ကိုဒီ lesson လေးကအရန်ပြောစရာကောင်းတဲ့ lesson လေးတစ်ခုဖြစ်လိမ့်မယ်လို့ကျမပြောချင်ပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ကျမကမိခွန်းလေးတစ်ခုကိုမေးချင်ပါတယ်။ Do you like traveling? ဆိုတော့အဓိပ္ပာယ်ကဘာလဲဆိုရင် do you like ဆိုတော့ကြိုက်သလား traveling ဆိုတာခရီးသွားတာဖြစ်ပါတယ်။ဆိုတော့ခရီးသွားတာကိုကြိုက်သလား။နောက်တစ်ခုကတော့ where do you want to go? ဆိုတော့ where ဆိုတာဘယ်ကိုလဲလို့ပြောချင်တာဖြစ်ပါတယ်။ Do you want to go? Where do you want to go? ဆိုတော့ဘယ်နိုင်ငံကိုသွားချင်တာလဲဘယ်ကိုသွားချင်တာလဲလို့ပြောချင်တာဖြစ်ပါတယ်။ဒီကအပြင်ကျမတို့တယောက်နဲ့တယောက်တွေ့တဲ့အခါမှာစကားပြောကြတဲ့အခါမှာခရီးသွားတာကိုကြိုက်သလားဘယ်နိုင်ငံတွေကိုသွားချင်တာလဲဆိုပြီးတော့တယောက်နဲ့တယောက်စကားပြောတဲ့အခါမှာအသုံးဝင်စေတဲ့လေ့ကျင့်ခန်းလေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်။ဒါဆိုကျမတို့စလိုက်ပါမယ်။ဆိုတော့ပထမဆုံးစာကြောက်ဒီစောက်ပုံလေးက I'm going to plus verb ဖြစ်ပါတယ်။ verb ဆိုတာဘာလဲဆိုတာကိုကျမရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်တဲ့သူတွေဆိုလို့ရှိရင်သိပြီးသားဖြစ်ပါလိမ့်မယ်။မသိသေးတဲ့သူတွေဆိုလို့ရှိရင်တော့သွားပြီးတော့ကြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်ဆိုတော့ verb ဆိုတာတနည်းအားဖြင့်ကရိယာလို့ပြောရဲပေါ့နော်။ကျမတို့ထိုင်နေထားတယ်စားတယ်တောက်တယ်အိတ်တယ်နိုးလာတယ်ဈေးဝယ်တယ်ဒါတွေဟာ verb တွေဖြစ်ပါတယ်။ So I'm going to ဆိုတဲ့စကားလုံးနဲ့ verb နဲ့ပေါင်းတာလေးကိုလေ့လာမှာဖြစ်တယ်။ပြီးတော့နောက်တစ်ခုကပါလဲဆို I want to နဲ့ verb နဲ့ပေါင်းတာလေးကိုလေ့လာမှာပဲဖြစ်ပါတယ်။နောက်ထပ်လေ့လာမှုတွေကိုလေ့လာတဲ့အခါမှာပို့ပြီးတော့သဘောပေါက်လာပါလိမ့်မယ်လို့ပြောချင်ပါတယ်။ဒါဆိုကျမတို့စလိုက်ပါမယ်။ Okay ဆိုတော့ဒီစာကြောင်းလေးကိုကျမတို့စပြီးတော့လေ့လာမယ်။ဥပမာအဖြစ်ကျမတို့နိုင်ငံမဟုတ်တဲ့နိုင်ငံသားတယောက်ကဒီစကားကိုပြောရဲဆိုပြီးတော့ကျမတို့အရင်ဆုံးတွေးကြည့်မယ်ပေါ့နော်။ဆိုတော့နိုင်ငံသားတယောက်ကဘာပြောလဲဆိုလို့ရှိရင် I'm going to visit a templeဆိုတော့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်I'm going to ဆိုတာကကျမတို့လုပ်တော့မယ်ဆိုတဲ့အရာတွေကိုပြောတာဖြစ်ပါတယ်အခုလက်ရှိမှာမလုပ်သေးဘူးဒါပေမဲ့လုပ်တော့မယ်ဆိုတဲ့အရာတွေပေါ့နော်ဒါတွေပြောတာဖြစ်ပါတယ်ဆိုတော့ I'm going to visit a temple visit ဆိုတာသွားရောက်လည်ပတ်တာကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့ I'm going to visit ဆိုတော့ငါကသွားရောက်လည်ပတ်တော့မှာဖြစ်ပါတယ်ဘယ်လိုလဲဆိုရင် a temple ဆိုတာကိုလေ့လာသွားရောက်လေပတ်တော့မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူတို့ကကျတော့ temple ဆိုဖခင်အကြောင်းဆိုပြီးတော့သူတို့ကပြောရဲပေါ့နော်ကျမတို့နိုင်ငံအနေနဲ့ဆိုလို့ရှိရင်ကျမတို့ pagoda ဆိုပြီးတော့ပြောရဲပေါ့နော် CD ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ပြီးတော့နောက်ထပ်စာကြောင်းတစ်ခုကိုကြည့်မယ်ဆိုတဲ့အခါကျလို့ရှိရင် I want to eat local food so I want to ဆိုတော့ငါလုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် eat ဆိုတော့စားတောက်တာဖြစ်ပါတယ်ဆိုတော့ I want to eat ဆိုတော့အဓိပ္ပာယ်ဘာဖြစ်သွားလဲဆိုရင်ငါစားခြင်းနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဆိုတော့ငါကစားခြင်းနေတာဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်။ဘာလို့စားခြင်းနေလဲဆိုလို့ရှိရင် local food ဆိုတော့ local ဆိုတော့ဒေသဖြစ်တယ်ပေါ့နော်။ food ဆိုတော့အစားအစာဒေသစာကိုစားခြင်းတာဖြစ်တယ်။ကျမတို့မြန်မာနိုင်ငံရောက်တဲ့အခါကျလို့ရှိရင်မြန်မာနိုင်ငံရဲ့ဒေသစာကိုစားရမှာပေါ့နော်။ဟိုကထိုင်းနိုင်ငံရောက်တယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံဒေသစာကိုစားရမှာဖြစ်တယ်ဒီသဘောမျိုးပေါ့နော်။ဆိုတော့သူပြောချင်တာကဖျားသွားတော့မှာဖြစ်ပါတယ်။ပြီးတော့သူဒီဒေသအစားအစာတွေလည်းစားကြတာဖြစ်ပါတယ်ဆိုပြီးသူကပြောတာဖြစ်ပါတယ်ဆိုပြန်ပြီးပြပြပေးရမယ်ဆိုလို့ရှိရင် I'm going to visit a temple I want to eat local food ဖြစ်ပါတယ်ဒီနေရာမှာကျွန်မရှင်းပြလိုက်တာကိုထပ်ခါတခါလည်းပြီးတော့ပြောကြည့်ပါလေ့ကျင့်ပါလို့ပြောချင်ပါတယ် Okay ဒါဆိုနောက်ထပ်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့ကြည့်ပါမယ်ဆိုပထမဆုံးစာကြောင်းလေးကိုကျွန်တော်တို့ဖတ်ပြပေးရမယ်ဆိုရင် There are 3 things I'm going to do when I arrive in Myanmar so there are ဆိုအဲ့ဒီမှာသူဘာလုပ်ချင်တာလဲဆိုတာကိုသူစပြီးရှင်းပြပါဦးနော် there are 3 things ဆိုတော့အဓိပ္ပာယ်က3ခုရှိပါတယ် I'm going to do ငါလုပ်ချင်တာငါလုပ်တော့မှာ3ခုရှိပါတယ် when I arrive in Myanmar မြန်မာနိုင်ငံကိုငါရောက်တဲ့အခါမှာငါလုပ်ချင်တာလုပ်တော့မှာပေါ့နော်လုပ်တော့မှာ3ခုရှိပါတယ်ပြောရမယ်ဆိုတော့ငါမြန်မာနိုင်ငံကိုရောက်ရင်လုပ်မယ့်အရာ3ခုရှိတယ်ဒီသဘောလေးပြောလိုက်တာဖြစ်ပါတယ် first ပထမဆုံးတစ်ခုက I'm going to visit ငါပထမဆုံးသွားရောက်လေပတ်မယ်ဘယ်ကိုလဲဆိုရင်ရွှေတကုံပကောတာဆိုတော့ရွှေတကုံဘုရားကိုသူကအရင်ဆုံးပထမဆုံးသွားပြီးတော့လေရောက်တော့ဖြစ်သွားရောက်လေပတ်မှာဖြစ်ပါတယ် second ဒုတိယတစ်ခုကတော့ I want to try ဆိုတော့ငါ try ချင်နေရလေးရှိတယ်စမ်းသပ်ချင်နေရလေးရှိတယ်ပေါ့နော်စမ်းစားကြည့်ချင်တာရှိတယ်ဒါပေမဲ့ဒီနေရာမှာ try လို့ပဲသုံးလို့ရတယ် I want to try မုံဟင်းကကိုသူစမ်းပြီးတော့စားကြည့်ချင်တယ်ဆိုပြီးတော့သူကပြောချင်ပါတယ် The other thing နောက်တစ်ခုကတော့ဗာလဲဆိုရင် I'm going to do ငါထပ်ပြီးတော့လုပ်မှာကဗာလဲဆိုရင် is explore the city ဆိုတော့ဒီမြို့ကိုလှည့်ပတ်သွားလာတာကိုသူလုပ်ချင်တယ်ပြောရအောင်မြို့ထဲမှာလှည့်ချင်တယ်ပတ်ချင်တယ်ဒါမျိုးကိုသူပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့3ခုရှိတယ်သူလုပ်ချင်တာကမြန်မာပြည်သွားမယ်ရောက်တဲ့အခါကျလို့ရှိရင်ရွှေကိုဘုရားသွားမယ်ပြီးသွားရင်မွေးငါစားမယ်ပြီးသွားရင်မြို့ထဲကိုလှည့်ပတ်မယ်ပေါ့နော်
ရန်ကုန်ကိုလည်းပတ်မှာပေါ့နော်မြို့ပြည်ဆိုဒီသဘောမျိုးလေးပြောနေတာဖြစ်ပါတယ်ဆိုတော့ထပ်ပြီးတော့နားထောင်လို့ရအောင်ကျွန်မထပ်ပြီးတော့ပြောပြပေးပါမယ်တေချာလေးနားထောင်နေပါ There are 3 things I'm going to do when I arrive in Myanmar. First, I'm going to visit Sri Lanka Pagoda. Second, I want to try Mohinga. The other thing I'm going to do is explore the city. ဖြစ်ပါတယ်ဒီစာပိုက်ကိုတေချာလေးဖတ်ပါတေချာလေးလည်းနားထောင်ပါပြီးတော့ရင်ကိုတိုင်းနောက်ကနေပြီးတော့တည်တည်ချာချာလိုက်ပြီးတော့ဖတ်ကြည့်ပါလေ့ကျင့်ပါလို့ပြောချင်ပါတယ်ဆိုတော့စာကြောင်းတိစောက်ပုံလေးကျွန်တော်တို့လေ့လာပါမယ် First I'm going to နောက်မှာကွက်လက်လေးပေးထားတယ်ပေါ့နော်ဆိုတော့ first ပထမဆုံးအနေနဲ့ I'm going to ငါဘာလုပ်တော့မှလဲဆိုရင်ဆိုပြီးတော့အနောက်မှာကွက်လက်ကိုဖြည့်ပြီးတော့သုံးလို့ရပါတယ်ကိုကတယောက်နဲ့တယောက်နဲ့လုပ်တော့မှမတူဘူးပေါ့နော်ဥပမာအဖြစ်ပထမဆုံးငါလုပ်မှာကဘာလုပ်မင်းညာလုပ်မင်းတယောက်နဲ့တယောက်မတူဘူးဆိုတော့ဒီ I'm going to အနောက်မှာစကားလုံးလေးကိုဖြည့်ဆွတ်ပြီးတော့ပြောလို့ရပါတယ်နောက်တစ်ခုက second ဒုတိယတစ်ခုအနေနဲ့ပြောချင်တာကတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် I want to ဆိုပြီးသူပြောတယ်ဒီနေရာမှာသူကတော့မွေးငါစားခြင်းတယ်နေရာမှာကျောင်းသားမွေးငါစားခြင်းတာမဟုတ်ဘဲနဲ့တခြားသောအရာကြာစံချက်စားခြင်းတာဖြစ်နိုင်တယ်နန်းကြီးသုတ်စားခြင်းတာဖြစ်နိုင်တယ်တယောက်နဲ့တယောက်မတူဘူးဒါမှမဟုတ်လို့ရှိရင်စားတာမဟုတ်ဘဲနဲ့ဥအားဖြင့်တောက်ခြင်းတာလည်းဖြစ်နိုင်တာပဲရွှေရီတောက်ခြင်းနဲ့မိုးလက်ဆောင်တောက်ခြင်းနဲ့တယောက်နဲ့တယောက်မတူနော်ဒါမျိုးလေးတွေရှိတယ်ဆိုတော့ second I want to ဆိုပြီးတော့အနောက်မှာဖြည့်ဆွတ်ပြီးတော့ပြောလို့ရတယ်နောက်တစ်ခုက the other thing I'm going to do is နောက်တစ်ခုအနေနဲ့ထပ်ပြီးတော့ပြောချင်တာကတော့ငါဘာလုပ်ချင်လဲဆိုရင်ဆိုပြီးတော့သူကပြောထားတာဖြစ်တယ်ပေါ့နော်ဒီနေရာမှာသူကတော့မြို့ထဲမှာလဲပတ်ချင်တယ်ပြောတယ်ပြောပေမဲ့အကြောင်းသားကကျတော့ maybe ဥမာအဖြစ်ကိုမလုပ်ဘူးသေးတဲ့အရာတခြားအဖြစ်ဖြစ်မယ်ပေါ့နော်ဥမာတကယ်ချင်းအိမ်သွားလဲတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီဒေတာမှာရှိတယ်ကိုရဲ့တကယ်ချင်းစီသွားလဲတာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုမလုပ်ဘူးတဲ့အရာတခုခုကိုလုပ်ချင်တာမျိုးဖြစ်နိုင်တယ်ဆိုတော့တယောက်နဲ့တယောက်မတူဘူးဒါပေမဲ့စာကြောင်းတိဆောက်ပုံလေးတွေကိုတီးရဖို့အတွက်ကိုကျွန်မကွက်လက်လေးထားရပြီးတယ်အဲ့ဒီကွက်လက်လေးတွေကိုဖြည့်ပြီးတော့ပြောကြည့်ပါကိုကတော့မြန်မာနိုင်ငံကကိုကရောက်ပြီးသားနိုင်ငံကိုရဲ့တိုင်းဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံမဟုတ်ဘဲနဲ့နောက်ထပ်ဘယ်နိုင်ငံတွေကိုသွားခြင်းလဲအဲ့ဒီနိုင်ငံတွေမှာမလုပ်ခြင်းလဲသွားခြင်းတဲ့နိုင်ငံရှိမယ်လုပ်ခြင်းတဲ့ຢာတွေရှိမယ်အဲ့ဒီဒေသမှာစားခြင်းတဲ့စားစာတွေရှိမယ်ဘာတွေလုပ်ခြင်းလဲ၃ခုရှိတယ်ပေါ့နော်အဲ့ဒီ၃ခုကိုကိုယ်တိုင်တွေးပြီးတော့ရေးကြည့်ပါလေ့ကျင့်ကြည့်ပါထပ်ပြီးတော့လေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်ထဲမှာ comment လေးတွေဝင်ပြီးတော့ရေးပြီးတော့လေ့ကျင့်သွားလို့ရပါတယ်ဒါလေးကအများကြီးထောက်ကူပြုလိမ့်မယ်လို့ကျွန်မကတော့ပြောချင်ပါတယ်Okay ဆိုတော့ကျမတို့နိုင်ငံတွေအများကြီးရှိတယ်ကမ္ဘာပေါ်မှာနိုင်ငံတွေအများကြီးရှိတယ်အဲ့ဒီနိုင်ငံတွေထဲမှာကိုယ်သွားတဲ့ဆုံးနိုင်ငံဘယ်နိုင်ငံလေးဆိုတာလေးကိုကျမတို့ဒီ comment လေးထဲမှာရေးပေးခဲ့လို့ရပါတယ်ဆိုတော့ဒီအဲ့နိုင်ငံကိုသွားမယ်ဘာတွေလုပ်ချင်လဲလုပ်ချင်တဲ့အရာ၃ခုရှိရဲဆိုလို့ရှိရင်ကျမတို့အပေါ်မှာလေ့လာခဲ့တဲ့ပုံစံအတိုင်းပဲလုပ်ချင်တာလေးတွေကိုမျှဝေပြီးသွားလို့ရပါတယ်မျှဝေပြီးသွားပါလို့လည်းပြောချင်ပါတယ်ဒါအများကြီးအထောက်အကူပြုမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်ခီးသွားတာလည်းကြိုက်တဲ့အပြင်ကိုကမ္ဘာပေါ်မှာလည်းနိုင်ငံတွေအများကြီးရှိပါတယ်အဲ့ဒီနိုင်ငံတွေထဲမှာဘယ်နိုင်ငံတွေကိုကြိုက်တယ်လဲအဲ့ဒီနေရာမှာကြိုက်တဲ့နိုင်ငံတစ်ခုကိုရွေးပြီးတော့အဲ့ဒီနိုင်ငံကိုသွားမယ်ပြီးသွားတဲ့အခါကျလို့ရှိရင်အဲ့ဒီနိုင်ငံမှာဘာတွေစားခြင်းလဲဘာတွေလုပ်ခြင်းလဲဆိုတာလေးကိုစဉ်းစားပြီးတော့လေ့လာကြည့်ပါပြီးသွားတဲ့အခါကျလို့ရှိရင် comment မှာရေးပေးပါလို့ပြောချင်ပါတယ် Okay ဆိုတော့ကျွန်မကနေပြီးတော့ချမ်းသာကိုမေးလိုက်ပါမယ် Where are you going? What are you going to do?